အေးများလာတဲ့ဆောင်းနေပြည်နဲ့အတူဒီတန်လေးကြားလိုက်ပြီဆိုတာနဲ့မဟူယာကောင်းကင်မြင်ကြီးတစ်ခုလုံးကိုမီရှူမီပန်းတွေနဲ့လင်းထိန်စေပြီးထောင်ပေါင်းများစွာသောလူအုပ်ကြီးကရင်ခုန်တန်းတတိတ်တိတ်နဲ့ကြည့်ရှုနေရတဲ့မြင်ကွင်းကဘာပေါ်မှာအန်ဒီရရှိဆုံးနဲ့အလောက်ပေါဆုံးပွဲတော်လို့ပြောရင်ကောင်းမလားဒါမှမဟုတ်ဂုံတိတ်ခါကိုလောင်းချထပ်ပြီးအသက်ကိုပေါင်တန်ရတဲ့စိတ်လှုပ်ရှားစရာစစ်မြေပြင်တစ်ခုလို့တဘောထားပြီးကျင်းပကြတဲ့ရိုးရာပွဲတော်ဆိုရင်ဘာကိုပြင်းမြင်မိမလဲဟုတ်ပါတယ်ဒီပွဲတော်ကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့မှာနှစ်စဉ်နှစ်တိုင်းကျင်းပတဲ့တောင်ကြီးတဆောင်တိုင်းပွဲတော်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျမတို့ Brainbox မြန်မာ Channel ကနေတောင်ကြီးတဆောင်တိုင်းပွဲတော်ရဲ့တမိုင်းကြောင်းလက်ရမြောက်လုံးနဲ့ပညာရက်တွေအပြင်ပြိုင်ပွဲဝင်အဖွဲ့သားတွေရဲ့စိတ်ဝိညာဉ်နဲ့သူတို့ရင်ဆိုင်ရတဲ့အန်ဒီရယ်တွေကိုပါအနီးကပ်ကြည့်ရှုခန်းစားလိုက်ရအောင်တစောင်းတိုင်းပွဲတော်ကိုနှစ်စဉ်မြမပြက်ကလေးတစောင်းမုံလာမှာပြုလုပ်ကြပါတယ်ဒီကာလကိုဗုဒ္ဓဘာသာမှာကထိန်ကာတိနာယာရီရဲ့အဆုံးသတ်အဖြစ်သတ်မှတ်ကြပါတယ်မိဘုံပြန်လွတ်တဲ့တလေးဟောင်းဘေကနေစတယ်လေဆိုရင်တော့ရှမ်းတိုင်းရင်းသားတွေဟာမိဘုံပြန်လွတ်ရင်ကန်ကောင်းတယ်ကန်စားတာတက်တယ်ရောက်အိုဖောက်ရင်မကောင်းဆိုးဝါးတွေပြီးတယ်လို့ထုံးတန်းစင်လာအရယုံကြည်ထားကြပါတယ်ဟိုးရင်ခေတ်မှာဆိုရင်လေမိဘုံပြန်တွေလွတ်ကြပြီးအိမ်တိုင်းလိုပြောက်အိုးတွေဖောက်ခဲ့ကြပါတယ်ဒါပေမဲ့ပွဲတော်တဘောမျိုးအထိတော့ကြီးကြီးကျယ်ကျယ်ဖြစ်မလာသေးပါဘူး1942ခုနှစ်တစောင်းမုံလာမှာကုန်းတော်ဘုန်းကြီးကျောင်းကဆရာတော်ကဦးစီးပြီးအချင်းပေ90နီးပါးရှိတဲ့မီးပုံပြန်ကြီးကိုလှုပ်ခဲ့ပါတယ်ဒီမီးပုံပြန်ကြီးဟာတောင်ကြီးမီးပုံပြန်ပွဲတော်ကြီးဖြစ်လာဖို့အစပြုခဲ့တဲ့မီးပုံပြန်ကြီးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်ဒါကြောင့်မို့လို့တောင်ကြီးမီးပုံပြန်ပွဲတော်အစကုန်းတော်ကျောင်းကလိုတောင်ပြောစမှတ်ရှိခဲ့ကြပါတယ်1945ခုနှစ်ရောက်တော့တောင်ကြီးမြို့တဆောင်တိုင်းပွဲတော်ဆိုပြီးစတင်ကျင်းပလာပါတယ်ပြိုင်ပွဲရေလို့တီးခြားမရှိပေမဲ့အဲ့ဒီတော့ကရမ်းနေမထဲပဲအပျော်တဘောနဲ့ပျော်ပွဲမှာမီးပုံပြန်တွေကိုလွှတ်ကြပါတယ်နောက်ပိုင်းမှာရက်ွက်တစ်ခုနဲ့တစ်ခုသူ့ထက်ကအပြိုင်ဆိုင်တွေဖြစ်လာပါတယ်မီးပုံပြန်လွတ်ပြီဆိုရင်ငါတို့ရက်ွက်မီးပုံကိုနိုင်ချင်ရင်10နှစ်10မိုးစူးစမ်းပါအောင်ဆိုတဲ့တန်ချက်တွေအပြိုင်ဆိုင်ရွတ်ဆိုကြပါတယ်အဲ့ဒါလိုအပြိုင်ဆိုင်အငင်းပွားရာကနေမြို့မီမြို့ဖားနဲ့တမာတမတ်ရှိတဲ့လူကြီးတွေကအကဲဖြတ်ပေးရတဲ့ပြိုင်ပွဲအဆင့်ကိုရောက်လာပါတယ်1950ခုနှစ်ကျော်မှာတော့မီးပုံပြန်ပြိုင်ပွဲမှာမီရှူမီပန်းနဲ့ဗျောက်အိုးတွေပါထည့်သွင်းပြီးမီးပုံပြန်လွတ်လာကြပါတယ်။တိမ်တောင်ဆရာတော်ရဲ့မြမနီမြမဟန်ရန်ဆက်နီးကိုအခြေခံပြီးတီထွင်စမ်းတစ်လာကြတာပဲဖြစ်ပါတယ်။အဲဒီကနေတဆင့်မီတဆင့်တိုးတက်လာတဲ့တောင်ကြီးမီးပုံပြန်ပွဲတော်ရဲ့တက်တန်းကအခုဆိုရင်နှစ်ပေါင်း80ရှိခဲ့ပါပြီ။1949ခုနှစ်မှာတစ်ကြိမ်1988မှာတစ်ကြိမ်နဲ့ကိုဗစ်ကာလမှာရပ်နာခဲ့ရတာကလွဲလို့အခုထိနှစ်စဉ်နှစ်တိုင်းမပြတ်မကွက်ကျင်းပနေတဲ့ရှမ်းတို့ရဲ့အမျက်တနိုးပွဲတော်ကြီးဖြစ်ပါတယ်။လက်ရှိကာလမှာတော့တောင်ကြီးမီးပုံပြန်ပွဲတော်ကိုတောင်ကြီးမြို့ရဲ့ဝေယာကွင်းကြီးထဲမှာကျင်းပပြုလုပ်ပါတယ်။လွတ်တင်ကြတဲ့မီးပုံပြန်မျိုးစားကလည်း3မျိုးရှိပါတယ်။မိဘက်မှာလွတ်တင်ကြတာကအယုတ်ပုံစံမျိုးစုံပြုလုပ်ထားတဲ့စင်နွားဒယာရီလာနဂါးစားတဲ့ရုပ်ပုံပါတဲ့မီးပုံပြန်တွေကိုလွတ်တင်ကြပါတယ်။ညဘက်ပွဲကတော့နီးဘက်တွေထက်ပုံမူစီကားတိုက်မြိုက်ပါတယ်။မီးပုံပြန်ပွဲရဲ့အမတ်တာအားဖြင့်လည်းညဘက်ပွဲကပိုပြီးထင်ရှားပါတယ်။ညဘက်လွတ်တင်တဲ့အထဲမှာတော့ညမီကြီးနဲ့စိန်နာပန်ဆိုတဲ့နှမျိုးရှိပါတယ်။ညမီကြီးကမီရှူမီပန်းတွေချိတ်ဆွဲပြီးလေထဲရောက်မှပောက်ကွဲတဲ့အလှပြမီးပုံပြန်ဖြစ်ပြီးတော့စိန်နာပန်ဆိုတာကတော့မီရှူမီပန်းမပါပဲမီးပုံတေးသေးလေးတွေနဲ့ပုံစံဖော်ပြီးအလှပြတဲ့မီးပုံပြန်ပဲဖြစ်ပါတယ်ဒီသုံးမျိုးထဲမှာညမီကြီးကတော့လူကြိုက်အများဆုံးအခက်ခဲဆုံးနဲ့ပညာသားအပါဆုံးမီးပုံပြန်အမျိုးအစားပဲဖြစ်ပါတယ်မီးပုံပြန်ပြိုင်ပွဲကိုကြည့်ရှုသူတယောက်ဟာစိတ်လှုပ်ရှားမှုရင်ခုန်မှုနဲ့ပျော်ရွှင်မှုတွေကိုပြိုင်ပွဲဝင်နေတဲ့အတူတူလိုက်ပါခန်းစားရစေပါတယ်။ကောင်းကင်ပေါ်ရောက်မှရောင်စုံမီးရှူမီးပန်းနဲ့ဖြာထွက်ကျဆင်းလာတဲ့ညမီကြီးရဲ့အလှကိုငေးမိုးရတာကလည်းအမခံမြင်ကွင်းတစ်ခုကိုတွေးလိုက်ရတယ်လို့ပဲမျက်တောင်ခတ်ရမှမိတ်ရမှာတော့ကြောက်လာတဲ့လှပတဲ့မြင်ကွင်းတစ်ခုပါ။ဒါဒီမကတွေပဲမိုင်းတိုက်တော့မှတဖြည်းဖြည်းရုပ်လုံးပေါ်လာပြီးလာတဲ့စိန်နာပတ်မီးပုံပြန်ကြီးကိုကြည့်ရတာပျော်ရွှင်ကြည်နူးဖို့ကောင်းပါတယ်မီးပုံပြန်ပြုလုပ်ရာကနေလွတ်တင်တဲ့အထိစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအားထုတ်မှုတွေပါဝင်နေပါတယ်မီးပုံပြန်ကိုပတ်စံရှိတိုင်းလဲဖန်တီးယူလို့မရနိုင်ပါဘူးသူ့နေရာနဲ့တူစုပေါင်းပါဝင်ပြီးတာဝန်ယူမှုရှိမှမီးပုံပြန်တစ်ခုဖြစ်လာတာမို့တာမန်ဇွဲလုံးလားလောက်နဲ့မဖြစ်နိုင်ပါဘူးမီးပုံပြန်တစ်ခုလုံးရဖို့နှစ်ပတ်လုံးအချိန်ယူရပါတယ်မီးပုံပြန်အယုတ်ထိုးဖို့ပညာရှင်ရန်ဆက်တဲ့ပညာရှင်နဲ့အခြားသူလီဒိုထာကအစကို
ကိုနေရာကိုတာဝန်အကြီးဆုံးဖြစ်အောင်လုပ်ရပါတယ်မိဘုံပြန်တစ်ခုလုံးအတွက်စက်ကူအချက်ရည်1000ကျော်သုံးရပါတယ်ဒါတွေကိုစက်အကူညီမပါပဲလက်နဲ့ကြီးဖန်တီးရပါတယ်အယုတ်ချုံးမဲ့ဆိုရင်လည်းကိုလိုချင်တဲ့ပုံစံစိတ်ကူးထားတဲ့ပုံအတိုင်းရရှိဖို့အတွက်အုံနောက်ရောလှုပ်အားရောစိတ်ရှည်မှုတွေရောလိုပါတယ်ရန်ဆက်တူတယောက်အတွက်ဆိုရင်ပိုလို့တောင်တာဝန်ကြီးပါသေးတယ်ပောက်ကွဲအားကိုချိန်ထားကိုက်ဖို့ရဲ့အလေးချိန်ရည်တွေကိုတွက်ချက်ရတာတွေကအမားယုံခံလို့မရပါဘူးမိဘုံပြန်ပွဲအတွက်ဆက်ရန်ကမတော်တဆဖြစ်လို့အသက်ဆုံးရှုံးခဲ့ရတဲ့ဝမ်းနည်းစရာတာရကတွေလည်းရှိပါတယ်အားလုံးပြီးစီးလို့ရှမ်းဦးစီတန်းတဲ့အတူပြိုင်ပွဲဝင်ကွင်းနဲ့ဝင်လာပြီးဆိုတာနဲ့ပိုကြီးတဲ့တာဝန်တွေရှိလာပါတယ်။ညမီကြီးတလုံးကိုလွတ်တင်နိုင်ဖို့လူတရားဝင်းကျင်လောက်လိုပြီးမိုင်းဝလာတဲ့မိဘုံပြန်ကြီးကိုဝိုင်းထိန်ထားဖို့ဆိုတာလူတိုင်းအလွယ်တကူလုံနိုင်တဲ့အရာမဟုတ်ပါဘူး။လေးတိုက်လုံးကိုနားလည်ပြီးအတွေ့အကြုံရှိရပါတယ်။လေးကျင်သာပြေဝနေရပါတယ်။ဒါအပြင်မိုင်းဝအောင်မိစာရှိုးတဲ့သူကလည်းတာဝန်မသေးပါဘူး။အနေရလေးတော်တော်များပါတယ်။အခက်မသိရင်မီးလောင်တာရမ်းပေါက်ကွဲတာမျိုးဖြစ်သွားနိုင်ပါတယ်။အေးလာတဲ့ရှမ်းပြည်ရဲ့စောင်းရင်းကြီးမှာမိစာရှို့သူတွေကလည်းချွေတတီတီကြမိဘုံပြန်ထိန်းသူတွေကလည်းချွေတတီတီကြစောင်းကြည့်နေသူတွေကလည်းရင်သမမနဲ့ဖြစ်နေမှအသေးကြပါပဲမိုင်းဝလာတဲ့မိဘုံပြန်ကြီးရဲ့ရုံထွက်အားကိုထိန်းရင်ဘယ်အနေထားဆိုမိုင်းဝပြီဆိုတာရဲ့ဘယ်အချိန်လောက်မှလွတ်ရမယ်ဆိုတာရဲ့ကအရေးကြီးဆုံးအဆင့်မှာတစ်နှစ်လုံးဒီပါပြင်ဆင်ထားခဲ့ရတဲ့ကိုယ့်ရဲ့မိဘုံပြန်အထိခိုက်ကင်းကင်းနဲ့ကောင်းကင်ပေါ်တက်သွားဖို့ကအနိမပန်းတိုင်းဖြစ်လာပါတယ်လွတ်တင်လိုက်တဲ့မိဘုံပြန်ကြီးဟာကောင်းကင်ရံပေါ်တလွင့်လွင့်တက်သွားနိုင်ပြီဆိုတာနဲ့ပြိုင်ပွဲဝင်နေမကကြည့်ရှုသူတွေတောင်ပျော်မဆုံးမော်မဆုံးနဲ့စက်သိမ်းမွေးညင်းထားတဲ့အထိပျော်ဖို့ကြည်နူးဖို့ကောင်းပါတယ်ကို့အဖွဲ့ရဲ့မိဘုံပြန်ကြီးအထိခိုက်ကင်းကင်းနဲ့ကောင်းကင်ရံပေါ်ပြန်သက်သွားနိုင်နေဆိုတာပွဲတော်ရဲ့အသက်ပါဝင်သူတွေရဲ့ထက်တူညီတဲ့ဆုတောင်းပါပဲဗတ်စုံဗတ်တောင်းကနေတွက်ချက်ပြီးအထိခိုက်အမားယူမရှိအောင်ပြင်ဆင်ထားခဲ့ရပါတယ်မအောင်မြင်မဲ့ချွတ်ချော်ပြီးမိဘုံပြန်ဟာမီးလောင်ပျက်စီးတွားရမယ်ဆိုရင်ဆုံးရှုံးထိခိုက်ရတာငွေကြေးတွေမကပါဘူးတစ်နှစ်ပတ်လုံးမြုံနှံထားတဲ့စိတ်ဝိညာဉ်တွေပါထိခိုက်ရပါတယ်ဒါကြောင့်တောင်ကြီးတဆောင်တိုင်းပွဲတော်ရဲ့မိဘုံပြန်တွေဟာတာမန်အေယာမမိဘုံပြန်ကြီးတွေပါပဲဆိုတဲ့ဖြစ်တည်မှုထက်အစပေါင်းများစွာပိုတာတဲ့စိတ်သက်စစ်စင်ရေးဂုံတိတ်ခါစစ်စင်ရေးပဲဖြစ်ပါတယ်။တောင်ကြီးတဆောင်တိုင်းပွဲတော်နဲ့မိဘုံပြန်ပွဲတော်တွေကိုရိုးရာအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်နိုင်ရင်းနဲ့ UNESCO Drama ကမ္ဘာအမွေအနှစ်စီးမှာအတိမတ်ပြုပါဝင်နိုင်ရေးအတွက်ညမီကြီးမိဘုံပြန်တွေမှာပြည်ပမှဝင်လာတဲ့အသင့်တုံရန်ပစ္စည်းတွေကိုအသုံးပြုခွင့်တားမြစ်ထားပါတယ်။ပြိုင်ပွဲအမတ်ပေးစီးမြင့်အရစိန်နာပံမိဘုံပြန်စခုပတာဒအမတ်ပေးစီးမြင့်မှာတော့ကို့အထည်နဲ့အောက်ဆွဲမှာဒီဇိုင်းခက်ခဲမှုအချိုးကျနာပြပြမှုပုံဖော်ပေါ်လွင်မှုမိဘုံမြိုင်ဆိုင်မှုအယောင်သုံးဆွဲမှုတို့ပါဝင်နေပါတယ်အားလုံးခြုံပြီးလှပမှုမှာတော့လက်လျောညီထွေပေါ်လွင်မှုအချိုးကျနာလှပမှုမိဘုံပြန်ငိမ့်မငိမ့်နဲ့တီထွေမှုတို့ပါဝင်ပြီးတော့တဘာဝရုပ်လုံးနေအယုတ်အမတ်ပေးစီးမြင့်တွေမှာအယုတ်ပြပြမှုပုံဖော်ခက်ခဲမှုတဘာဝအယောင်ကျွတ်သားပုံဖော်မှုဥကောင်းချီတောင်ပန်လက်အမီခြေသားမှုနဲ့အခြားချက်များပါဝင်ကြပါတယ်။ဒါအပြင်မိုင်းခန့်အမှတ်ပေးစီးမြင့်မှာစတင်မိုင်းခန့်ချိန်မိဘုံပြန်လွတ်တင်ချိန်နဲ့ကြာချိန်တို့အသီးသီးပါဝင်ကြပြီးတနည်းနဲ့တနည်းအမှတ်ပေးစီးမြင့်ကလည်းအနည်းငယ်ကွာခြားနိုင်ပါတယ်။တောင်ကြီးတဆောင်တိုင်းပွဲတော်ဆိုတာရိုးရှင်းတဲ့မိဘုံပြန်ပွဲတစ်ခုမဟုတ်ပဲမြမယဉ်ကျေးမှုရဲ့အမှုပညာအရှိဆုံးရဲရင်မှုအရှိဆုံးဒလိတစ်ခုဖြစ်တာနဲ့အညီမိဘုံပြန်တစ်ခုကောင်းကင်ကိုပြန်သက်သွားတိုင်းညဘက်ကောင်းကင်ရံမှာရမ်းတွေကနေတဆင့်လလပပမီရှူမီပန်းလေးတွေထွက်သွားတိုင်းအဲ့ဒီနောက်ွယ်မှာဒီတော့ခံလူငယ်တွေရဲ့မျောလင်းချက်လပေါင်းများစွာကြိုးစားအားထုတ်မှုနဲ့တောင်ကြီးမျိုးရဲ့ခိုင်မာတဲ့စိတ်ဓာတ်ဝိညာဉ်တွေပါဝင်နေပါတယ်ဒါကြောင့်ဒီပွဲတော်ဟာခန္ဓာထဲဝါပြီးစိတ်လှုပ်ရှားစရာအရန်ကောင်းတာမို့လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ပါတယ်နော်။တောင်ကြီးတဆောင်တိုင်းမှာလာလည်ပတ်ရင်ရှမ်းအစားစာတွေတာယာလှပတဲ့တဘာဝရှုမြော်ခင်းနေတဲ့အတူရှမ်းတိုင်းရင်သားလေးတွေရဲ့စိတ်ဝင်စားစရာဓလေ့တွေကိုလည်းလေ့လာခဲ့ဖို့မမေ့ပါနဲ့နော်။တောင်ကြီးမိဘုံပြန်အကြောင်းကိုသိသွားကြပြီဆိုတော့ဒီပွဲတော်နဲ့ပတ်သက်ပြီးလည်ပတ်ဖို့တဲ့အမတ်တရလေးတွေရှိရင်ကွန်မန့်မှာရေးပေးဖို့ဖိတ်ခေါ်ပါတယ်နော်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဖူးတုတလေးတွေနဲ့အတူနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါဦးမယ်နော်။